အားလုံးပဲမင်္ဂလာပါခင်ဗျာတိုင်လာတဲ့တော့ page ကနေပြီးတော့မှ new tweet စွာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါလောက်သွားပြီးမယ် pick up ပိုင်း routine လေးကိုမသွားခင်မှာတဲတော့နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတဲ့သူတွေတဲတော့ပညာရက်ကိုသင်လဲသင်ခြင်းနဲ့ဘယ်ကနေအစပြောရမှန်းမသိတဲ့သူတွေငွေကြေးအပြင်ပေါ့နော်အခက်ခဲတစ်ခုဖြစ်နေတဲ့သူတွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဒါလူတွေကိုပေါ့နော်တဲတော့ကိုအတုံးချပြီးတော့မှသူတို့ဘဝအတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုညွှန်ပြပေးခြင်းတဲ့သူတွေတဲတော့ journey ကိုအခုမှစပြီးတော့မှရှောက်လန်းခြင်းတဲ့သူတွေအတွက်ရွေရချက်နဲ့တဲတော့သင်တန်းလေးကိုကျွန်တော်စတင်ပြီးတော့မှလက်ခံပေးနေပါတယ်သင်တန်းလေးရာဆိုလို့ရှိရင်ဒါမကြခင်မှာလဲစတင်ပြီးတော့မှဖွင့်လှစ်တော့မှာဖြစ်တယ်ပေါ့နော်ရက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းတပတ်ပတ်ချလေးတော့ပဲကျန်တော့တာဆိုတော့လေဆိုတော့အကယ်၍စိတ်ဝင်စားရဲဆိုလို့ရှိရင်လာရောက်စီးရင်ပေးသွင်းကြဖို့ကိုလည်းကျွန်တော်တောင်းဆိုချင်ပါတယ်ဒီသင်တန်းလေးရာဆိုလို့ရှိရင်တော့ကျွန်တော်တခါမှမလုပ်ခဲ့ဘူးတဲ့ပုံစံမျိုးပါ happy money ပုံစံမျိုးနဲ့ပဲတက်ရောက်လို့ရမှာဖြစ်တယ်ပေါ့နော်တင်နန်းကြီးကိုမြည်သည့်မြည်မြဆိုပြီးတော့မှသတ်မှတ်ထားခြင်းမရှိပါဘဲနဲ့ကိုတက်နိုင်တဲ့ရွေးပမာဏတစ်ခုထည့်ဝင်ပြီးတော့မှဒီတင်နန်းကိုတက်လို့ရတဲ့ဆိုတဲ့အကြောင်းလေးကိုလည်းပဲကျွန်တော်တင်ကောင်းပါချင်ပါတယ်အဲ့တော့တင်နန်းလေးလူပြည့်သွားလို့ရှိရင်လည်းပဲပေါ့နော်မတက်လိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်ရောနောက်တစ်ခုကကြတော့ဒီလိုမျိုးhappy money နဲ့လုပ်ပေးတဲ့တင်နန်းလေးကဒီတစ်ခေါက်ကတော့ဒါ first and last time ပေါ့နော်ပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်ဆိုတာကိုတော့ကျွန်တော်အတိပေးပြချင်ပါတယ်ခင်ဗျဒီတစ်ခေါက်လောက်သွားပြီးမယ် backup ပိုင်း reading လေးရဲ့ခေါင်းစဉ်ကတော့တစ်ဖက်လူကိုမသိအောင်ဖုံးထားတဲ့သူ့ရဲ့ dark side ကပါလဲပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံစံအမှန်ကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးမှာပေါ့သူကိုယ့်ကိုဘာတွေဖုံးကွယ်ထားတာလဲသူ့ရဲ့ dark side ကဘာလဲသူကဘလို့လူစားမျိုးလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကြည့်သွားပေးမှာပေါ့နော်ဆိုတော့ထုံးစံတိုင်းကျွန်တော် file လေးသုံးခုချထားပေးပါတယ်ဒါခရမ်းဆွဲလေးကိုကိုစားပြုထားတဲ့ file 1ရဲ့အနက်ရောင်ကြောက်လေးကိုကိုစားပြုထားတဲ့ file 2ရဲ့ red jasper ကြောက်လေးကိုကိုစားပြုထားတဲ့ file 3ဆိုပြီးတော့မှ file လေးသုံးခုရှိတယ်ပေါ့နော်ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ file လေးကိုဒီချားလေးရွေးချက်ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုလို့ရှိရင်ချိန်လေးခဏပေးမယ်နော်အခုလောက်ဆိုလို့ရှိရင်တော့ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ file လေးကိုရွေးချက်ပြီးလောက်ပြီးလို့ထင်ပါတယ် file တစ်ခုချင်းစီအတွက် reading လေးကိုတွားလိုက်ပါတော့မယ်ခင်ဗျာသုံးပုံတော့ဒီခရမ်းဆွဲကြောက်ကလေးကိုကိုစားပြုထားတဲ့ file 1နေအတွက်တစ်ဖက်လူကိုမသိတဲ့သူ့ရဲ့ပုံစံအမှန်ကဘာဖြစ်မလဲသူ့ရဲ့ dark side ကဘာတွေလဲသူကိုဘာတွေ hide လုပ်ထားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးမှာပေါ့ဆိုတော့ okay ဆိုတော့လေဒီမှာလာပြတဲ့ energy ရဆိုလို့ရှိရင်တော့တဲ့ဒါတစ်ဖက်လူရဲ့ energy ရလေပြောမယ်ဆိုလို့ရှိရင်လက်တွေ့ကြားတဲ့သူမျိုးတွေမှာပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးအရာရာကိုကိုယ့်အနေကိုပဲလုပ်ချင်တဲ့ပုံစံမျိုးရီမှန်ချက်ကြည့်ရဆိုတဲ့ပုံစံမျိုးသူ့ရဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကွာလူတွေရဲ့အမြင်မှာသူ့ကိုဘယ်လိုပုံစံမြင်ကြမလဲသူ့ကိုဘယ်လိုပုံစံနဲ့တွေးကြမလဲဆိုတာကိုအမြဲတစေဂရုစိုက်တဲ့ထဲမှာပါတယ်ကိုလှုပ်ချင်အောင်ကိုလှုပ်တဲ့လူစားမျိုးမဟုတ်ဘူးအမြင်တင့်တယ်အောင်အမြဲတမ်းနေတဲ့သူမျိုးသူ့ကိုယ်သူအမြဲတစေပေါ့ကွာဟိုလှပကြော့ရှင်းနေအောင်အမြဲတစေစူးစမ်းနေတဲ့သူမျိုးဝတ်မယ်ဆိုလို့ရှိရင်လည်း fashion ချာချာဝတ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ဟို latest ကိုတော့အရင်ကြီးမကြိုက်ပေမဲ့ latest နောက်ကိုတော့အရင်ကြီးမလိုက်ပေမဲ့ဒါပေမဲ့သူ့မှာရှိတဲ့ပမာဏတစ်ခုနဲ့ပေါ့နော်လှအောင်နေတယ်အစင်တန်းမိအောင်နေတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှတွေ့တယ်ပြောလို့ရှိရင်လေတစ်ဖက်လူကအရန် strong ဖြစ်တဲ့ပုံစံမျိုးပြီးလို့ရှိရင် charming လည်းဖြစ်တယ်ချစ်စရာလည်းကောင်းတယ် style လည်းမိုက်တယ်လူပေါင်းလည်းဆန့်တယ် social လည်းကြတယ်ဆိုတဲ့ energy မျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့ဒီမှာလာပြတဲ့ energy ရဆိုလို့ရှိရင်တစ်ဖက်လူကလေသူ့ရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုခုပေါ်မှာတွက်နေသူရက်တည်နေတဲ့လူမျိုးဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြတယ်တချို့သောသူတွေကအခုလက်ရှိပေါ့နော်ဖိုင်ဝမ်နေရဲ့တစ်ဖက်လူကအခုလက်ရှိမှာပေါ့အဲ့လိုမျိုးဝင်ငွေစီးကြောင်းမရှိသေးဘူးဆိုလို့ရှိရင်လည်းပဲကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုခုကိုလုပ်ဖို့အတွက်စဉ်းစားနေတဲ့သူတွေကိုဘွားကိုရှောက်လန်းကျင်တဲ့သူတွေဘသူရဲ့အကူအညီမပါဘဲနဲ့ကိုပါကိုပဲပေါ့နော်ဘဝတစ်ခုကိုထူထောင်ခြင်းတဲ့သူမျိုးတွေပြီးရင်နောက်တစ်ခုကဘာကိုမြင်နေရလဲဆိုတော့ဖိုင်ဝမ်နေရဲ့တစ်ဖက်လူက professional တွေပို့ပြီးတော့မှများတယ်ထားပါတော့ engineer တော့၎င်းဆရာဝန်တော့၎င်းကျောင်းဆရာတော့၎င်းအဲ့လိုပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့အတတ်ပညာအပေါ်မှာအသုံးချပြီးတော့မှလုပ်နေတဲ့သူတွေများတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးမြင်တယ် freelance ဖြစ်တဲ့လူတွေလည်းပို့ပြီးတော့မှများတဲ့ energy မျိုးပေါ့ဆိုတော့လေပြောမယ်ဆိုလို့ရှိရင်တစ်ဖက်လူကလေအရန်လဲပဲသူ့ကိုကြည့်ရတာကွာဟိုတာဝန်ဝတ္တရားတွေအရန်များတယ်ဆိုတဲ့ပုံစံမျိုးပေါ့သူ့ရဲ့မိသားစုတာဝန်တွေသူ့ရဲ့ရီမှန်းချက်တာဝန်တွေ
ပြီးလို့ရှိရင်ပေါ့သူလုပ်ကိုလုပ်ရမယ့်အရာအားလုံးကိုသူကကြောပိုးထားတယ်ဆိုတဲ့ပုံစံမျိုးထမ်းပိုးထားတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပို့ပြီးတော့မှမြင်တယ်တစ်ဖက်လူကလေဘာလဲဆိုလို့ရှိရင်အကြီးဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်ပေါ့နော်မိသားစုထဲမှာမိသားစုကသူ့ကိုအားကိုးနေရတဲ့သူမျိုးဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်းပို့ပြီးတော့မှတော့ပြတယ်ဆိုတော့အရွယ်နဲ့မလိုက်အောင်သူ့ရဲ့အသက်အရွယ်နဲ့အမျှပေါ့နော်ပင်ပန်းမှုတွေခံနေရတဲ့သူမျိုးဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတော့ကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့တစ်ဖက်လူရဲ့ပေါ့နော်ဒီမှာ high လောက်ထားတဲ့ energy ကိုပြောပါဆိုလို့ရှိရင်တစ်ဖက်လူကလေသူဘသူနဲ့ပဲပေါင်းပေါ့နော်သူဘာကိုစဉ်းစားလဲဆိုတော့သူ့ရဲ့နှလုံးသားတက်စားလို့ရှိရင်အုံနောက်ကိုအများကြီးသုံးနေပေါ့နော်ဘသူနဲ့ဆိုလို့ရှိရင်တော့အဆင်ပြေဆုံးဖြစ်မလဲဘသူနဲ့ဆိုလို့ရှိရင်တော့ငါ့ရဲ့အကျိုးစီးပွားအတွက်အဆင်ပြေနိုင်မလဲဘသူကတော့ငါ့ပေါ်မှာတကယ်ကောင်းပေးရလဲဘသူကတော့ငါ့ပေါ်မှာတကယ်မကောင်းဘူးလဲပေါ့နော်အဲ့ဒါတွေကိုသူစဉ်းစားနေရဆိုတဲ့ပုံစံမျိုးသူရှေ့ဆက်သွားရမယ့်အရာတွေနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်ပူပန်မှုတွေများနေတဲ့ပုံစံမျိုးပြီးလို့ရှိရင်သူ့ကိုယ်သူ strong မဖြစ်မှာလူတွေကသူ့ကိုအားနေရလို့ထင်မှာကိုကြောက်ရွံ့နေသူမျိုးအဲ့ဒါမျိုးကျွန်တော်ပို့ပြီးတော့မှတော့မြင်နေဆိုတော့လေအဲ့တော့ဒီမှာလာပြတဲ့ energy အရာဆိုလို့ရှိရင်တော့သူ high လောက်ထားတဲ့ပုံစံမျိုးလို့တော့ကျွန်တော်မမြင်ဘူးပေါ့တစ်ဖက်လူကတော့သူပွင့်လင်းနေဆိုတဲ့ energy မျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့ပြတယ်အဲ့တော့အဓိကကဘာလဲဆိုလို့ရှိရင်ကွာသူဒီမျက်နှာပုံးဆွတ်ထားတဲ့ပုံစံမျိုးမဟုတ်ဘူးသူပြောတဲ့စကားတွေကလိန်ညာနေတဲ့ပုံစံမျိုးမဟုတ်ဘူးသူများတွေအပေါ်မှာစိတ်ဦးစိတ်မှမရှိဘူးသူ့အကျိုးအတွက်အသုံးချခြင်းတဲ့ဆန္ဒမျိုးမရှိဘူးဒါပေမဲ့လည်းပဲသူ့မထိခိုက်အောင်သူ့ကိုပေါ့နော်တန်မိုးမထားမှဆိုတဲ့အတွက်ကြောင့်တစ်ခါကြားလို့ရှိရင်မာကြောပြတာမျိုးတို့သူ့ရဲ့အတွင်းစိတ်ကိုသူများတွေမမြင်အောင်ဖုံးထားတာမျိုးရှိတတ်တယ်ဒါပေမဲ့သူ့ရဲ့ပင်ကိုယ်နိုင်ကကွာတနာတတ်တယ်ဘာလဲဆိုလို့ရှိရင်သူများကိုပေးကမ်းခြင်းတယ်ပေးကမ်းတတ်တယ်အဲ့ဒါမျိုးလေးကိုကျွန်တော်ပို့ပြီးတော့မှမြင်တယ်ဆိုတော့တစ်ဖက်လူကလည်းပဲကွာချစ်ချင်းမြတ်တာပေါ်မှာ relationship နဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုလို့ရှိရင်ခံစားတတ်ဝင်မှုကိုပြောချင်တာကနှလုံးသားနောက်ကိုလိုက်တာထက်စားလို့ရှိရင်အုံနောက်နဲ့စဉ်းစားပြီးတော့မှဆုံးဖြတ်တဲ့အထဲမှာပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အသေးချာစဉ်းစားပြီးတော့မှဒီ relationship ကိုစတယ်ဒီ relationship ကိုစပြီးတော့မှ break လုပ်တယ်အဲ့ဒါမျိုးတွေကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်ရပါတယ်ဒါကတော့ဖိုင်1တွေအရေးပေါ့နော်တစ်ဖက်လူရဲ့အကြောင်းပေါ့နော်မျိုးကိုစားပြုထားတယ်ပေါ့နော်ဖိုင်2တွေအတွက် reading ကိုသွားလိုက်ပါတော့မယ်ဖိုင်2တွေရဲ့တစ်ဖက်လူရဲ့ပုံစံပေါ့နော်သူကိုမသိတဲ့ပုံစံကဘယ်လိုလဲသူဘာတွေ high လုပ်ထားတာလဲသူရဲ့ energy ကရောဘာမျိုးလေးတွေဖြစ်နေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးမှာပေါ့ဆိုတော့လေဒီမှာလာပြတဲ့ energy ရပေါ့နော်ဒါတစ်ဖက်လူရဲ့ပုံစံကကြတော့လေအရန်ပြတ်သားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒူးတော်တိုင်းပဲဆိုတဲ့ပုံစံမျိုးပြီးလို့ရှိရင်သူရဲ့စိတ်ကလေအရန်လဲညံနေတွက်လွဲတွက်တယ်ဆိုတဲ့ထဲမှာလေးပါတယ်အဲ့လိုဘယ်လိုပြရမလဲကွာတခုခုဆိုလို့ရှိရင်အရန်လက်ခံတဲ့ထဲမှာမပါဘူးသူ့ကိုနိုင်စားတာလွှမ်းမိုးလို့မရတဲ့သူမျိုးတွေမှာပါတယ်သူရဲ့ခံစားချက်သူရဲ့အတွေ့ကိုပဲအရန်ရှေ့တန်းတင်တယ်တခုခုဆိုလို့ရှိရင်လည်းတဝေမနေဘဲနဲ့အချိန်မဆွဲဘဲနဲ့လုတ်တဲ့ထဲမှာလည်းပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နည်းနည်းဒေါသကြီးတတ်တယ်ထိတိုက်ရင်ဆိုင်ဖြည့်ရှင်းတတ်တယ်အရာရာကိုပုံပွင့်မနေတတ်ဘူးဆိုတဲ့ပုံစံမျိုးလေးတွေမြင်တယ်လူငယ်ပိုင်းကပို့ပြီးဖြစ်ဖို့များတဲ့ energy မျိုးကိုကျွန်တော်မြင်တယ်အဲ့လို energetic အရန်ဖြစ်တယ်တွက်လက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အရာရာကိုသူကိုယ်တိုင်ဥဆောင်ပြီးတော့မှလောက်ရမှချိန်နေတဲ့လူမျိုးတွေမှာပါတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းမြင်တယ် follower role မှာမနေဘူး leader role မှာပဲသူကနေတဲ့ပုံစံမျိုးပေါ့နော်သူ follower role မှာရောက်နေခဲ့ရင်တောင်မှပဲ leader တယောက်ဖြစ်အောင်အမြဲတစေစူးစမ်းနေတဲ့သူမျိုးလို့ပြောလို့ရှင်တော့ပုံမှန်ပဲအဲ့တော့လာပြတဲ့ energy ရဆိုလို့ရှင်တော့လေတစ်ဖက်လူကတရားတွေဘလက်ပွားနေဆိုတဲ့ပုံစံမျိုးပေါ့အတိတ်မှာတော့၎င်းလက်ရှိ relationship မှာတော့၎င်းပေါ့နော်သူကိုယ်တိုင်ကဒီ relationship နဲ့ပတ်သက်ပြီးဖြစ်စီသူရဲ့လူမှုရေးရာမိသားစုရေးရာကိစ္စတွေမှာနာကျင်မှုတွေအများကြီးရှိနေတဲ့သူမျိုးတရားတွေအများကြီးရှိနေတဲ့သူမျိုးဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်သူရဲ့အတိတ် relationship ကဖြစ်စီပေါ့သူရဲ့မိသားစုမှာဖြစ်စီသူဘလောက်ကောင်းမိခဲ့ဘလောက်ပဲချစ်ပေးခဲ့သူများတွေရဲ့ဗာလဲဆိုလို့ရှိရင်ပေါ့နော်ဟိုထိခိုက်အောင်လုပ်ချင်းခံရတဲ့သူမျိုးတွေအတိတ်မှာဒဏ်ရာတွေနဲ့ကြံခဲ့တဲ့သူမျိုးတွေနောက်တစ်ခုကကျတော့အတိတ်ကနေပြီးတော့မှရုံမထွက်နိုင်ဘဲနဲ့တဝဲလေဖြစ်နေတဲ့သူမျိုးတွေတစ်ခုခုဆိုလို့ရှိရင် trauma ပြန်ရိုက်ပြီးတော့မှလက်ရှိပေါ့နော်ဒါပတ်သက်နေတဲ့သူတွေအပေါ်မှာအဲ့ဒီအကျိုးဆက်ကိုပေးနေတဲ့သူမျိုးအဲ့ဒါကိုကျွန်တော်ပို့ပြီးတော့မှမြင်တယ်လို့တော့မြင်တယ်ပြောရရင်လေတစ်ဖက်လူကတခါကြားလို့ရှိရင်လည်းစိတ်ဆိုးလွယ်တယ်စိတ်ကောက်လွယ်တယ်ဒေါသကြီးလွယ်တယ်အဲ့ဒါတွေအကုန်လုံးကလေကိုယ့်ဘက်ကဘာမှမလုပ်ပါဘဲနဲ့ကိုလုပ်လိုက်တဲ့အရာလေးကအကြီးမဟုတ်ပေဘဲနဲ့
ပြဿနာတွေကအရင်ကြီးကြီးမားမားဖြစ်သွားတာမျိုးပြက်စကားဆိုလို့ရှိရင်လည်းသူ့ဘက်ကနေပဲဆက်စပြီးတော့မှမျက်တစေပြောနေတာမျိုးကြုံရတတ်တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါတွေအကုန်လုံးကလေသူ healthy ဖြစ်မနေလို့သူ့မှာဒဏ်ရာတွေရှိနေသေးလို့အတိတ်ကနေပြီးမှရုံမှုထပ်နိုင်သေးလို့ဆိုရင်ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့တစ်ဖက်လူကနောက်တစ်ခါကျလောဘလည်းနေကြီးတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူဒီ materialistic ထဲမှာလည်းပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးလောဘကြီးရဲဆိုတာကွာလို့ရအောင်လိုချင်တဲ့စိတ်များတာမျိုးမဟုတ်ဘူးဘာလဲဆိုသူ့ဘဝတိုးတက်ဖို့သူ့မှာပြည့်စုံဖို့ချမ်းသာဖို့အဲ့ဒါကိုအရင်ဦးစားပေးရတဲ့ထဲမှာပါတယ်တစ်ဖက်လူရဲ့ခံစားချက်တွေသူများရဲ့ခံစားချက်တွေအရင်မကြည့်တတ်ဘူးမတွေးတတ်ဘူးဆိုတဲ့ပုံစံမျိုးအပေါင်းအသင်းလည်းအရင်မများဘူးလို့ကျွန်တော်မြင်တယ်သူပေါင်းနေတဲ့အတိုင်းဝိုင်းတွေကလည်းအရင် social မကြဘူးပေါ့နော်သူခင်မင်ပေါင်းနေရလေးတွေကလက်ချိုးရည်လို့ရတယ်ဆိုတဲ့အနေအထားမျိုးကိုလည်းကျွန်တော်မြင်တယ်ဆိုတော့နည်းနည်းလေးကစီကုတ်တယ်လို့ပဲပြောရမလားပေါ့နော်အဲ့လိုမျိုးတွေမှာပါလိမ့်မယ်သူတို့သူတော့သုံးတယ်သူများအတွက်ဆိုလို့ရှိရင်အရန်ရှင့်ချိန်တဲ့ထဲမှာလည်းပါတယ်ဆိုတဲ့ပုံစံမျိုးငွေစုတယ်ပြီးလို့ရှိရင်လည်းပစ္စည်းအကောင့်ကြိုက်တယ်သူရဲ့ဘဝကိုပြည့်စုံမှုအများကြီး target ထားတယ်အဲ့ဒါကိုကျွန်တော်ပို့ပြီးတော့မှမြင်တယ်ပေါ့ဆိုတော့သူ့ရဲ့ dark side ကဘယ်လိုပုံစံဖြစ်လဲဆိုလို့ရှိရင်ねသူကစိတ်အပြောင်းလဲအရန်မြန်တဲ့ထဲမှာလည်းပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တကူခုဆိုလို့ရှိရင်ငါအတွက်ဘယ်ဟာကအဆင်ပြေမလဲငါအတွက်ဘယ်ဟာကပျော်စေမလဲငါ့ကိုပျော်စေမယ့်အရာဘာရှိမလဲသူအမြဲတမ်းစဉ်းစားရဲဆိုတဲ့ပုံစံမျိုးတွေမှာပြတယ်ပေါ့ပြောချင်တာကသူ့ကိုမြင်ရတဲ့ပုံစံကတစ်ကနေဆိုလို့ရှိရင်ချက်ချင်းလှုပ်လက်တဲ့လူစားမျိုးလို့ပြောလို့ရပေမဲ့သူကအဲ့လိုပုံစံသူ့ရဲ့တကယ်အတွင်းစိတ်ကအဲ့လိုပုံစံမဟုတ်မနေဘူးတဲ့တခုခုဆိုလို့ရှိရင်ဝေဝါးတယ်ဟိုဟာလောကကောင်းလို့ဒီဟာလောကကောင်းလို့နဲ့အများနဲ့စဉ်းစားတဲ့သူမျိုးတွေမှာပါတယ်ပြီးရင်သူ့ရဲ့စိတ်ကလည်းမျက်တစေပြောင်းလဲတတ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီးလို့ရှိရင်ပိုကောင်းတဲ့အရာများတွေ့မလားပိုပြီးတော့မှပျော်စရာကောင်းတဲ့အရာများတွေ့မလားဆိုပြီးတော့မှသူ့ရဲ့ခံစားချက်နာကိုလိုက်တဲ့ထဲမှာလည်းပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့ပြောရလို့ရှိရင်ကွာအခုအချိန်မှာတွဲနေရသူရှိခဲ့မယ်ဆိုရင်တောင်နောက်ထပ်ပိုကောင်းတဲ့သူများပေါ်လာမလားမသိဘူးဆိုတဲ့အတွေ့အကြုံတွေ့ပြီးတဲ့လူစားမျိုးပိုကောင်းတဲ့သူပေါ်လာခဲ့လို့ရှိရင်ပိုကောင်းတဲ့သူကိုစောင့်လိုက်ရင်ကောင်းမလားမသိဘူးဆိုပြီးတော့မှတွေးတဲ့လူစားမျိုးတွေမှာပါတယ်ဆိုတဲ့ energy မျိုးကိုလည်းမြင်နေခံစားချက်ကိုအရန်ဦးစားပေးတယ်အုံနောက်အရင်မသုံးဘူးသူ့ရဲ့နှလုံးသားကစိတ်ခိုင်းတဲ့အတိုင်းပဲလှုပ်တယ်ဆိုတဲ့ထဲမှာပါတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့သူ့ရဲ့ energy ကဘယ်လိုပုံစံဖြစ်နေရလဲဆိုတော့လက်ရှိဘဝမှာ stable ဖြစ်အောင်အားလုံးသားစာတာဖြစ်အောင်သူမနေပြီးတော့မှစူးစမ်းနေရတဲ့ပုံစံမျိုးကိုကျွန်တော်မြင်တယ်ဆိုတော့ IS တခုဒီလိုလူမျိုးနဲ့ပေါ့နော်ဖိုက်တူးတွေတစ်ဖက်လူနဲ့ကိုယ်နဲ့က IS ဖြစ်နေရဆိုလို့ရှိရင်လေတစ်ဖက်လူကလေကိုယ်နဲ့ relationship ကိုအဆင်ပြေဖို့အတွက်မနေစူးစမ်းပြီးတော့မှအားထုတ်နေရတဲ့ပုံစံမျိုးသူ့ရဲ့လူမှုရေးရာကိစ္စတွေလောက်ကန်ကိစ္စတွေသူ့ရဲ့ပတ်ဝန်းကျင်တဲ့သူတွေနဲ့သူနဲ့ကြားထဲမှာအဆင်ပြေအောင်စီးပွားရေးကိစ္စတွေရောအလုပ်ကိုင်ကိစ္စတွေရောပြီးသားစုရေးရာကိစ္စတွေအားလုံးတွက်နေသူဘက်ညီနေအောင် balance ဖြစ်နေအောင်လို့စူးစမ်းအားထုတ်နေရတဲ့ပုံစံမျိုးလို့ပြောလို့ရှိရင်တော့ပုံမှန်လိမ့်မယ်ဗျဒါကတော့ဖိုက်ဒိုးရဲ့တစ်ဖက်လူရဲ့ဒါအကြောင်းအရာလေးပေါ့နော်နောက်ဆုံး Red Jasper ကြောက်လေးကိုကိုးစားပြုထားတဲ့ဖိုက်ဒိုးရဲ့တစ်ဖက်လူအကြောင်းပေါ့နော်ဆိုတော့သူတို့ကိုမသိအောင်ပါတယ်သူ high လောက်ထားတာလဲသူရဲ့ပုံစံကပါလဲဆိုရဲပုံစံမျိုးပြောရရင်လေဒါတစ်ဖက်လူရဲ့ပုံစံကဘယ်လိုပုံစံလဲဆိုလို့ရှိရင်ဘဝကိုလွတ်လွတ်လပ်ပဲနေရလူမျိုးတွေမှာပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့တယ်သူ့ဘဝမှာရည်မှန်းချက်ကြီးမားမားမရှိဘူးဟိုဟာဖြစ်ရမယ်ဒီဟာဖြစ်ရမယ်လို့မရှိဘူးဘဝကိုအေးအေးဆေးဆေးလေးနဲ့အပူကင်းမဲ့စွာရှောင်လန်းနေရလူစားမျိုးပြီးလို့ရှိရင်ကွာအဓိကကတော့အရန်ချမ်းသာခြင်းတာမျိုးတွေအရန်အောင်မြင်ခြင်းတဲ့ပုံစံမျိုးကျွန်တော်မတွေ့ရဘူးပေါ့ပေါ့ပပလေးနဲ့ပဲဘဝကိုဖြတ်တန်းခြင်းတဲ့ဒီမျိုးတွေမှာပါတယ်သူပျော်နေရရင်ပြီးပြီနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တာဝန်ယူတတ်တဲ့ထဲမှာအရင်တာဝန်ယူရတာမျိုးတွေဝတ္တရားတွေကိုလိုက်ပြီးတော့မှစောင့်ရတာမျိုးတွေကိုအရင်မကြိုက်ဘူးလွတ်လွတ်လပ်လပ်နေခြင်းနဲ့ပေါ့ပေါ့ပါနေခြင်းနဲ့သူလှုပ်ချင်တာကိုသူလှုပ်ပြီးတော့မှနေရတဲ့ဘဝကိုသူပို့ပြီးတော့မှနှစ်သက်တယ်ပြောရရင်လေတစ်ဖက်လူကအရင် view site ပေးတတ်တဲ့ထဲမှာလည်းမပါဘူးသူ့ဟာသူပို့ပြီးတော့မှ view site တတ်တယ်သူပြောတာသူလုပ်တဲ့ပုံစံမျိုးတွေမှာကျွန်တော်ပို့ပြီးတော့မှမြင်တယ်သူများပျော်မလားမပျော်ဘူးလားဆိုတာထက်သူအဆင်ပြေနေရင်သူစိတ်ကိုပို့ပြီးတော့မှဦးစားပေးရဆိုတဲ့ပုံစံမျိုးပတ်ဝန်းကျင်ကိုအရင် game မဆိုင်တဲ့ထဲမှာပါတယ်သူလုပ်ချင်တာကိုသူလုပ်တယ်သူရဲ့စိတ်ကအရင်ခံမှန်းရခတ်တယ်ဆိုတဲ့ပုံစံမျိုးပြတယ်တခါကြားလို့ရှိရင်လည်းသူရဲ့စိတ်ကကွာအရန်ယူသားတယ်ဆိုတဲ့ခံစားချက်ဖြူစင်တယ်ဆိုတဲ့ခံစားချက်ကိုလည်းရတယ်တခါကြားလို့ရှိရင်လည်းဘာဖြစ်လို့ငါ့ကိုအလောက်တောင်လစ်လို့ရှုနိုင်ရတာလဲလို့ခံစားမိတဲ့အထိတစ်ဖက်လူကနည်းနည်းလေးအတ္တဆန်တဲ့ပုံစံမျိုးလေးတွေကိုလည်းတွေ့ရတယ်ပေါ့
တစ်ဖက်လူကလေဘယ်လိုပုံစံဖြစ်နေရလဲဆိုတော့သူရဲ့ life ကိုပြန်ကြည့်ရင်အကျိုးမရှိတဲ့အရာတွေနဲ့ပဲအချိန်ကုန်နေတဲ့လူမျိုးပြောလို့ရှင်တော့ပုံမှန်လိမ့်မယ်ငွေကြီးကိုအဓိကမထားဘူးငွေရှာတာမတော်ဘူးငွေကြီးနဲ့ပတ်သက်ပြီးတော့မှဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်ငွေကြီးကမကောင်းဘူးပြောလို့ရှိရင်လေဒီထက်ပိုပြီးတော့မှကြီးပွားချမ်းသာဖို့ရင်အတွက်စူးစမ်းနေတဲ့အထဲမှာလည်းမပါဘူးဆွဲပုံစံမျိုးပေါ့နော်ပြီးရင်သူ့ရဲ့လက်ရှိလောလောလတ်လတ် energy ကိုကြည့်မယ်ဆိုလို့ရှိရင်သူဒီငွေကြီးနဲ့ပတ်သက်ပြီးတော့မှအခက်အခဲဖြစ်နေတာမျိုးမိသားစုနဲ့အဆင်မပြေနေတာမျိုးသူ့ရဲ့အတန်းဝိုင်းတော်၎င်းပတ်ဝန်းကျင်တော်၎င်းလူတွေရဲ့ပေါ့နော်ဖယ်ချင်ထားတာခံနေရတဲ့အထီးကျန်မှုခံစားနေဆိုတော့ဒါတစ်ဖက်လုံးမှာပေါ့နော် ADSS တွေဖြစ်နေတဲ့အမူအရာမျိုးတွေလည်းရှိတတ်တယ်အဲ့ဒါတွေအားလုံးကလေသူ့ဘဝမှာဖယ်ချခြင်းခံရတာမျိုးတွေtarget ခံရတာမျိုးတွေကြောင့်ဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေပြတယ်။သူကလေလူတိုင်းနဲ့အဆင်ပြေမနေဘူးအထူးသဖြင့်မိသားစုနဲ့အဆင်မပြေတဲ့သူဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့သူ့ရဲ့အခုလက်ရှိ energy ကပြောပြရမယ်ဆိုလို့ရှိရင်သူဘာမှစိတ်ဝင်စားနေဘူး relationship ပေါ်မှာလည်းပဲစူးစမ်းအားထုတ်မှုရှိမနေဘူးဆိုတဲ့ပုံစံမျိုးအခြားသောလူမှုရေးစီးပွားရေးဘာမှစိတ်မဝင်စားဘဲနဲ့သူတို့ချန်တာကိုသူလုပ်ပြီးတော့မှဘဝကိုဖြတ်တန်းနေတဲ့လူမျိုးလို့ပြောလို့ရှင်တော့ပုံမှန်လိမ့်မယ်ဗျဆိုတော့တစ်ဖက်လူရဲ့စိတ်ကလည်းအရန်ခံမရခတ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့သူအရန် high လုပ်ထားတယ်သူပျော်နေရလားသူအဆင်ပြေနေရလားမပြေနေဘူးလားဆိုတာဘယ်သူမှမသိရဘူးတခါကြလို့ရှိရင်ရုတ်တရက်ကြီးပျောက်သွားတယ်ရုတ်တရက်ကြီးသူဒီပါလဲဆိုလို့ရှိရင် energy down သွားတယ်ရုတ်တရက်ကြီးပါလဲဆိုလို့ရှိရင်ပျော်နေရကနေပြီးတော့မှလုံးဝပြဿနာတွေရှာအဲ့လိုမျိုးတွေအများကြီးဖြစ်နေတယ်။ဘာကြောင့်မို့လဲဆိုတော့သူ့ရဲ့စိတ်ကအရန်ခံမရခတ်တယ်။သူ့မှာတဲ့မကောင်းတဲ့ hide ထားတာမျိုးတော့မဟုတ်ပေမဲ့သူ့ရဲ့ခံစားချက်ကို hide ထားတယ်ပြောမပြဘူး။သူများရဲ့ခံစားချက်ကိုလည်းသိအောင်မကြိုးစားဘူး။အဲ့ဒါမျိုးကျွန်တော်ပို့ပြီးတော့မှမြင်တယ်။ဆိုတော့အဲ့တော့လက်ရှိရဲ့သူ့ရဲ့ energy ကိုပြောပြရမယ်ဆိုလို့ရှင်တော့သူအများကြီးတော့ဆုံးဖြတ်ချက်ချနေရဆိုတဲ့ပုံစံမျိုးငါရဲ့ဘဝအတွက်ငါဘာလုပ်ဖို့လိုမလဲငါဘာလုပ်သင့်နေရလဲဆိုတဲ့ပုံစံမျိုးကိုသူစဉ်းစားဆုံးဖြတ်နေတဲ့အနေအထားတစ်ခုရောက်နေပြီဆိုတဲ့ energy ကိုကျွန်တော်ပို့ပြီးတော့မှတော့မြင်တယ်ဆိုတော့လေတစ်ဖက်လူကစိတ်မှာတော့မရှိဘူးဒါပေမဲ့လည်းပဲသူများရဲ့ခံစားချက်ကိုမြင်အောင်မကြည့်တတ်တာသူများကိုစိတ်ဝင်စားတာငါဘာပြန်ပေးရမလဲလို့မစင်စားဘဲနဲ့သူအစီအပြေဖို့ကိုပဲဦးစားပေးတာအဲ့ဒါမျိုးတွေကိုကျွန်တော်ပို့ပြီးတော့မှတော့တွေ့တယ်အခုချိန်မှာတော့ငါဒီပုံစံတိုင်းဆက်နေလို့မရတော့ဘူးငါတခုခုလုံးမှဖြစ်တော့မယ်ငါတခုခုတော့ပိုင်နိုင်ဆုံးဖြတ်ချက်ချမှဖြစ်တော့မယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်နေရဆိုတဲ့နမိတ်တွေကိုကျွန်တော်ပို့ပြီးမြင်ပါတယ်ဒါကတော့ဖိုင်သရီတွေရဲ့တစ်ဖက်လိုအကြောင်းပါ